40ရွယ်နဲ့တောက်ပပြီးအင်တာတိုင်းစစ်ကိုခပိုင်ထဲကောက်ထဲခဲ့တဲ့တီယာဂိုဆေးပါပရိသတ်များအားမင်္ဂလာပါခင်ဗျာဘလူးလိုင်းကင်းကနေပြန်လဲကြိုဆိုလိုက်ရပါတယ်ဒီနေ့ကစားသွားခဲ့တဲ့ကလပ်ကပဗလာစစ်တောက်တင်ရှုံးတဲ့အဆင့်ပွဲအဆင့်တွေမှာတော့ချယ်ဆီနောက်ခံလူအောင်တီယာဂိုဆေးပါပါဝင်ကစားနေတဲ့ဖလိုမီနစ်အသင်းရဲ့ပွဲအဆင့်နဲ့ပါဝင်ခဲ့ပါတယ်ဘရာဇီးကဖလိုမီနစ်အားဒီပွဲမှာအင်တာမီလန်လိုဥရောပဒေတန်အသင်းကြီးတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရတာပါဒါပေမဲ့လည်းတီယာဂိုဆေးပါရဲ့ဦးဆောင်မှုနဲ့တူဘရာဇီးကဟာကမ္ဘာဘောလုံးပရိသတ်တွေကိုအားအသင့်အောင်လုပ်ပြသွားခဲ့ပါတယ်ဖလိုမီနစ်ကအင်တာကို2 စီးနဲ့အနိုင်ယူပြီးဘေးကိုမရှိနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်ဒီနိုင်ပွဲအတွက်အဓိကအခရာကြားခဲ့သူကတော့တီယာဂိုဆေးပါပါပဲအုပ်စုပွဲတွေမှာဆေးပါဟာ2ချင်းဘောလုံးရှင်လို့မှု17ချိန်မှာ9ချိန်အောင်မြင်ဘောလုံးဖြတ်တောက်မှု9ချိန်ကြားဖြတ်လို့မှု3ချိန်လေးတဲ့ဘောလုံးရှင်လို့မှု10ချိန်မှာ10ချိန်အောင်မြင်ဘောလုံးပေးပို့ရမှာတိကျမှု90ရာခိုင်နှုန်းနဲ့အသက်40ရွယ်ရှိပြီဖြစ်ပေမဲ့ကမ္ဘာ့အဆင့်စားပါတယောက်ဖြစ်နေတဲ့ဆိုတာကိုသက်သေပြခဲ့ပြီးသားပါအင်တာမီလန်နဲ့ပွဲမှာလည်းဆေးပါဟာဖလိုမီနစ်ခံစေကြောင်းတစ်ခုလုံးကိုဦးဆောင်ခဲ့ပြီးလော်တာရိုမာတီးနက်တို့လိုကမ္ဘာအဆင့်တိုင်းစစ်မှုတွေဦးဆောင်တဲ့အင်တာတိုင်းစစ်ကိုတကောမှမပေးရအောင်အကောင်းဆုံးခုခံကစားသွားခဲ့ပါတယ်ဆေးပါရဲ့စွမ်းဆောင်မှုတွေကိုကြည့်ရင်ဒါဟာနှစ်ချို့ဝိုင်းရဲ့အရာတော်ပဲအသက်40ရွယ်မှာဒီလိုကစားနိုင်တာဘယ်သူထင်ပါလဲဆိုပြီးပရိသတ်တွေကအံ့ဩနေခဲ့ကြပါတယ်အင်တာကတော့ဒီစင်းအင်းတွေကဘယ်လိုဖြစ်နိုင်ပါလဲဆိုပြီးတော့လက်နက်ဖက်နဲ့ခေါင်းကင်နေရမှာပါအင်တာနက်ပွဲစဉ်မှာပြသခဲ့တဲ့ဆေးပါရဲ့စွမ်းဆောင်ရည်ကတကယ်ကိုနှစ်ချို့ဝိုင်းလိုပါပဲအသက်40မှာတရားကနေပြန်လည်ပါဝင်ပြီးခန်းစစ်ကိုဦးဆောင်ကကလင်းရှိရဖို့အဓိကပံ့ပိုးပေးခဲ့ပါတယ်သူ့ရဲ့ဘောလုံးဖြတ်ထားမှုနေရာယူမှုအသင်းပေါ်တွေနဲ့ညှိနှိုင်းမှုညွှန်ကြားကစားစေမှုနဲ့စိတ်ဓာတ်တွေကဖလိုမီနစ်ရဲ့2စီအောင်ပွဲရဖို့အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်ဒီပွဲဟာဆေးပါရဲ့တွေ့ကြခေါင်းဆောင်မှုကိုထင်ဟပ်စေပြီးသူ့ကိုအုံမင်းလာပေမဲ့ပုံမထက်မြက်လာတဲ့နှစ်ချို့ဝိုင်းလို့တင်စားလို့ရပါတယ်ပြည်သူများကရော40ရွယ်တောက်ပနေတဲ့ဆေးပါကိုဘယ်လိုများမြင်မိကြလဲပြောပြခဲ့ကြပါဦး